ye the big no pinas girl let me chill your question to ngane chanyi the big no pinas girl lord me so badly we do you not we in time the baby now to my dinner so in yes and sweet as Ding dong, Lumio, Lare, come here. Malay, that just the one hour. A man named Yola. I'm just weird, you're that way. Good day now, Kalina, pay Babia. Kalina, pay Babia. Chano saya kinlai mai ma narazi Chano saya kinlai mai ma narazi Mama mi ba solo Di ni haတွေ့ ငါ2ယောက်တည်း 4ယောက်မင်းက4ယောက် မင်းကနဒါစင်24ယောက်ငါမိမ့်မပထမမိမ့်မလေးကတော်သူလေးအရန်ရိုးသားတာဟုတ်လားဘယ်တော့ရိုးသားလဲဆိုရင်ငါရန်ကုန်မြို့ခေါ်လာတာအေးတော့ကြံရင်တောက်ချင်တယ်ဆိုတော့ငါကြံရင်ဝယ်တိုက်တာကြံရင်တည်းညစ်တာကိုကြံရင်တက်ကကလေးကြီးနဲ့ညစ်တာကိုလေကြံရင်စက်ကိုနားတော့မတော့ဟာခလေးငိုနေတာပဲဆိုနို့ပြေးတိုက်တာအကန်ကောင်းနဲ့ညက်သွားတာလေအခုတပြစ်သီးကြောက်ကလေးအစားတက်ထားတယ်ငကိုရီးကလည်းသူကတပြစ်သီးရောက်လောက်ပဲရှိတာပါကွာအဲ့လိုပါ Chano saya kinlai mai ma narazi တော်ပြီလေကွာဒီက Ini ha biasa ဒီနေရာလည်းပြောလို့ဒီနေရာကိုဂရင်းတွေ့ ကျွန်တော်ကရင်တွေ့နေမင်းတော့အသားသွင်းတတ်ခံရတော့ Saya nama dui shop we ကြပေမဲ့တပည့်တွေကလူမျိုးပါခမညာကျွန်တော်တို့တပည့်တွေကလူမျိုးတွေပါခမညာခွန်တော့ဇာပနန်းနဲ့ခွန်တော့ကိုစာသားလို့ဆရာဇာပနန်းဖြစ်တော့မင်းငါလို့ရင်တော့ခွန်တော့စာသားလို့ဆရာသမားတွေတိတ်ခါချသွားတာဟိုဘက်ကနှမဘေးချစ်စုနာမည်ရင်းနေ ငါတော့တိတ်ခါချတာလေမင်းနောက်တော့ဘယ်တော့မှတိုက်တိပြည်လူတွေဟုတ်တာပြောတာမလုံးနဲ့ဘာလဲပြောတယ်လေဟုတ်တာပြောလိုက်မလုံးနဲ့ကိုကြရတယ်ကိုရိုးတင်ပေးတာပါ ဘာတော့တယ် ဟုတ်လေကျွန်တော်ကြတယ်မိမညားတယ်ဆိုတဲ့အကြောင်းရိုးတင် မိမများခြင်းလို့များတာမဟုတ်ဘူး ဘာလို့လဲ ခွန်ကြောင်ခြင်းလို့ ဟာဘယ်တော့ စမ်းကောင်းလို့လုပ်ပါ ဆရာတွေကမိမများတယ် ခင်လိုက်တော့မများပါဘူး ဘာလို့ ရန်ကုန်ကနေမန္တလေးသွားတော့ရှိတဲ့မိမလေးတွေအကုန်တင်ပြီးကားပေါ်နေတင်သွားတမျိုးမှာတယောက်တွန်းချခဲ့တာဟိုမှာပုံနဲ့တပုတ်လောက်ပိုးနေတယ်အဲ့ဒါပြန်လုံးမဟုတ်ဘူးတကယ်ပါတကယ်ကျွေးတူတူပဲအချင်းချင်းတူမနောက်တော့ကိုသိကနေ ဆရာသမားတွေဖြစ်တဲ့ကိုခေတိုင်းတို့ကိုရင်းတောင်တို့ကမိမများပေမဲ့သူတစ်ပတ်ခံထားပေမဲ့မိမမယူဟမ်စိတ်ပန်းပြီ လူပြို မင်းဟမ် အေးမိမကိုလုံးဝမယူတာဟုတ်လားဟုတ်တော့ရှင်းစာဆိုရှိတယ်လေအိဋ္ဌိဝင်ငံနဒီဝင်ငံတဲ့မိမတို့ဒီတဲ့မြင့်လို့ပဲအရှိကြီးပဲဟုတ်ရှိမမတို့မြင့်လို့ပဲအကွေးကောင်များတယ်တော့မိမဆိုတာပေါင်းလဲနဲ့မပေါင်းလဲနဲ့တယ်မပေါင်းလက်ခက်ပေါင်းလက်ခက်ပါဟာ မဟုတ်ဘူးလေကျွန်တော်မိမကပဲပြုတ်တောင်းလဲဝင်ထိုင်တော့အကုန်နဲ့ကုန်တော့သူပေါင်းမပေါင်းပါမိမလေးလည်းမလို့ကိုကင်းလေးမိမရဲ့ကိုရင်းတော်
တော်မိန်းမရဲ့ချက်ကြီးမိန်းမရဲ့မတူဘူးဗျာကျွန်တော်မိန်းမကအိတ်ထီရ ဟာမြတ်တာဗောဟာ မုံမြတ်တာမဟုတ်သူအိတ်ထဲပါလာမှအထီခဏနှုတ်ဖို့တော်တော့တယ် အဲ့ဒီမဝင်ခင်မမေခွေအောင်ငါပြောမယ် မိမလည်းမှာတော့ကျွန်တော်မိမမြက် ပြောပါလို့လေမိန်းမကောင်း ကျွန်တော်မိမမြက် ဘာလို့လဲပါ ကျွန်တော်မိမကျွန်တော်နဲ့မညာခင်မှာသူ့မှာလင်ကြီးရှိတယ် ဟာလင်းကြီးကွာ မိမမြတ်ဖြစ်လားမင်းကြီးနေတာမိမမြတ် ပြောမလေဟိုသူ့လင်ကြီးကကျွန်တော်မရခိုးမှုနဲ့တရားဆွဲတာကျွန်တော်3သိန်းရော်လဲမိမမြက်ဖြစ်မလား မိမမြတ်ဖြစ်ရှုံးလေ မိမမြက် ဘလို့မြက်လဲ ကျွန်တော်နဲ့ညာပြီးတော့3လလောက်ပဲအကြာမှာနောက်လင်တယောက်ထပ်ယူပါတယ်အဲ့နောက်လင်ကိုကျွန်တော်မရခိုးမှုနဲ့တရားပြန်ဆွဲတာ6သိန်းရတယ်တွေ့လား3သိန်းတောင်မြတ်သေးတယ်ဟုတ်တယ် မိမမြန်ကုန်ကူးစားမလားအောင်မေအဲ့ဒါကမိမမြန်ရုံလဲတော့ကြတော့ဟောစကပုံနဲ့ဆိုမိမမလို့ချင်းဘူးဘယ်လိုလဲမိမတို့ဖြတ်တော့စကပေါင်လေရောက် ပြတ်တာကွာ မိမပြက်တာဟဲ့ပြက်တာ တော့မင်းမယားဝတ္တရား၅ပါးနဲ့ပြည့်စုံတဲ့မိန်းမကိုဖိုးသေးမလို့ချင်း အဲ့ဒါယူရမှာ မယားဝတ္တရား၅ပါးနဲ့ပြည့်စုံတဲ့မိန်းမလင်းရင်အိယာထားတယ်လင်းရင်အိယာဝင်တယ်ဟောဖိုးသေးအိပ်ပျော်နေတော့မှ तू ကအိယာဝင်တော့ကဲကျုပ်ကဘာလုပ်ရမလဲ မဟုတ်လေမင်းမအိတ်ခင်တော့ကဂိုင်း အဲ့ဒါလည်းရတာပဲဟိုခန္ဓာတစ်ပြုတ်အပေါ်ပါသွားတော့ကဲ ဟုတ်တယ်အဲ့ဒါရ ဒါမှမဟုတ်လေမင်းတရင်တို့တော့ဂိုင်း တချို့ကြတော့လေကားပေါ်မှာအိပ်ပျော်နေတယ်ဆိုပြီးတော့ကဲ တို့ကြတော့ဖုံးဆက်ပြီးနေခင်းကြောင်တော်ကြီးဂိုင်း ဒါဗျ အဲ့ဒါအကုန်လုံးနှစ်ယောက်လာရဲ့မနောက်နဲ့ကွာမိမယူတယ်ဆိုတာခင်လိုက်လို့မိမမျိုးယူရတယ်ခင်လိုက်မိမလို့မိမမျိုးယူရတယ်ဒီဘက်ခင်မော်ဒယ်တွေသနာတာပါငါမိမမော်ဒယ်10ယောက်နဲ့ညီမျှ အလားပါကိုပြောရတာ ဟုတ်ဘူးငါမိမဒီဘက်မှာချိန်ဝင်တစ်ဘက်မှာထားမော်ဒယ်10ယောက်ကိုကျိုးနဲ့စုပြီးတော့တစ်ဘက်မှာထားလေပဲဗျာ ငါမော်ဒယ်10ယောက်မယူပါဘူး အဲ့မိမတွေထဲမှာတော့ကျွန်တော်မိမမှာတကယ်မုံမြတ်တာလူပဲဆိုတော့ကျွန်တော်လိုမိမမျိုးယူပါကျွန်တော်မိမအုံမဒါနီတဲ့မိမကြောင့်မိမပါမဟုတ်ဘူးအုံမဆိုတဲ့ကောင်မလေးမြင်ပြီးတဲ့ဓာကြီးကိုအနီးကပ်ပြပြီးထုတ်ပြခြင်းနေတာ ဘောလုံးကပြောပါတကယ်ပါခင်ဗျာ ရင်တွင်းစကားအမှန်နေပါ မင်းလည်းပဲလဲလိမ့်နေတယ်ပြီမလားငါသိပါတယ် မကောင်းတဲ့အကြောင်းပို့လိုက်ဖို့တခါကြီးရဲ့ မိမအကြောင်းပြောရင်ဒီမှာကျွန်တော်မိမကျတော့ခင်ဗျားမိမနဲ့မတူဘူး ဟာကလေးတို့တိုက်နေတဲ့ကောင်မလေး ဝေးတာ ဟုတ်ပါဟုတ်တယ်ကျွန်တော်မိမကျတော့အယောင်းဝယ်ကောင်းတယ်ဟုတ်လားကျွန်တော်ဈေးရောင်းကျွေးတာဟုတ်လားငရှင်းရောင်းကျွေးတာငရှင်း၄၅ကောင်ဘန်းနဲ့ထက်ဈေးထဲသွားချရောင်းတာဈေးဥတော်မပေါက်သေးဘူးဈေးကောက်ကရောက်လာတယ်ကျွန်တော်မိမလဲတယ်ဈေးကောက်ကပေးရမှာဆိုလို့ငရှင်းဘန်းကိုထမိန်နဲ့အသားလေးဆွဲအုပ်ထားဈေးကောက်လဲကြော်တော့ရောင်းမယ်ဆိုပြီးဘန်းရှေ့ထုတ်တာငရှင်းနေတကောင်မှမရှိတော့ ဟဲ့ငရှိနေဘယ်ရောက်သွားလဲ ဘယ်ရောက်သွားလဲ မဟုတ်ဘေးမှာမြောင်းရှိတယ်ဗျာမြောင်းနဲ့အရှင်နေဆိုတော့ဆင်းအောင်လား ဟာမြောင်းလည်းမဟုတ်ဘူးအိုင်ထဲဝင်သွားတာနေမှာပါကွာ အဲ့နဲ့ရှင်းနေအိမ်မက်ပေးတယ် ဘလို့လဲ ဟောပေါ်စံလေးမိမလည်းဝင်လာပြီးတော့တို့အိတ်ဆိုင်ပြီးဖြစ်သွားလို့ ဒေတာပြောပါမိမထဲမှာ၄ယောက်ျားပေါ်တကယ်ယိုသေးတာကျွန်တော်ဆရာကိုဒိန်းတော်ရဲ့မိမ အေး ဆရာကောင်းကြောင်းပြောပါ ၄ယောက်ျားအောင်တော့အရန်ယိုသေးတာကျွန်တော်ဆရာကားတွေရိုက်ပွဲတွေထွက်အလုပ်တွေများလို့ပင်ပန်းလို့အိမ်မှာနှင်းရင်းပတ်တွေပါလေအိတ်နေလို့ဧည့်တယ်လာလို့ရှိရင်ခြေတံကြားမှာဆိုလို့ဖြည်းဖြည်းလေးလျှောက်တာ ဟုတ်တယ် ယောက်ျားပေါ်ပြီးတတ်တာ အရန်တီးတတ်တာအရန်လည်းချစ်တယ်ဖြည်းဖြည်းလေးယောက်ျားဧည့်တယ်လာလို့ရှိရင်ဧည့်တယ်ကိုရင်းကြီးလေးပြောတယ်ဟိုဧည့်တယ်ဟိုကိုခဏနော်ကျမသွားနှုတ်ပြီးမယ်နော်ယောက်ျားနှုတ်မှာဆိုလို့ဖြည်းဖြည်းလေး လူလေးသွားတာ ခြေတံကြားမှာဆိုလို့ဒီလိုလေးသွားတာ ဖြည်းဖြည်းလေးဖွာနေပြီ ဖွာနေသွားတာကျန်းဝိုင်းနိုးသွားမှာဆို အေးပေါ့အေးပေါ့ ယောက်ျားနာရောက်မှမတာဧည့်သည်လာတယ်ထားထားဆိုနှာခေါင်းနဲ့ချိန်မအောင် ခြေမနဲ့နှာခေါင်းညှက်နှိုးတာမဟုတ်ဘူးလား ဟုတ်တဲ့ကြည့်ပါဦး ငါပြောလိုက်တောင်ကြီးနေတယ် ကျန်တဲ့ပြလိုက် မိမယူမယ်ဆိုရင်တော့ကျွန်တော်အရင်တော့မိမမျိုးအခုခေတ်တွေ့ကျွန်တော်တကယ်ယူမှာ မိမ အရင်တော့တော့ဗောမင်းသမီးတစ်ပါးရှိတယ်လေပပဦးလေးမင်းသမီးဆိုတာခုနဆောင်တိုက်ခန်းကိုမီးမထုံးမနဲ့လင်းနေဟာအဲ့လိုမိမမျိုးအခုခေတ်ရှိတိုက်တာမျိုးရှိမှာ ဘာဖြစ်လို့ ကျွန်တော်ယူမယ် ဘာလို့ယူ ဒီလောက်မီးပြတ်နေတဲ့ခေတ်ကြီးတဲ့မှာကျွန်တော်အိမ်ထုတ်တော့ပုံတက်ပြီးတော့ဆောင်းထိုင်နေဗတ်တီးတစ်လုံးနဲ့တော်တော်လေးသိနေပါ အတီးကသူ့မှာတလုံးနဲ့လား တစ်လုံးနဲ့ တွေ့တာတော့နှစ်ချမ်းပါ ဘုံမတိုင်းမိမလည်း အာကျွန်တော်ကြတော့ဘယ်လိုမိမမျိုးယူမလဲဆိုတော့မျက်စိမမြင်တဲ့မိမမျိုး မျက်စိမမြင်တဲ့ ကန်းက
ကန်မေးဟိုအကန်ကိုဘလို့လို့ကငိန်ခံနေတာမင်းလည်း ဘိုးမလင်းသေးဘူးဆိုလည်းနေတာပဲ ပဲပြုံးအောင်တိုင်ကြမှာစောင့်ခံခံရမှာ တော်တပါးကလေးကလည်းဘာ ကျွန်တော်တို့ယနေ့ရိုက်ကူးတင်ဆက်တဲ့နှစ်ပါးခန္ဓာလေးကဟုတ်ကဲ့မင်းသားကျော်လေးနော်ဗျာ ချမ်းကြီးချမ်း နှစ်ပါးခန္ဓာလေး ဟုတ်ပါလေချမ်းကြီးချမ်း မွန်ဒီနဲ့လက်ရကန်ကျေတွန်းအရွယ်တင်တယ်မင်းသားလေးဗျာဟုတ်ပါဗျာချမ်းကြီးနှစ်ပါးသောခန္ဓာလေးမှာကျွန်တော်တို့ပြည်သူများကိုတောင်းပန်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့လူရှင်တော်အင်အားနည်းသွားတာကိုတော့ခွင့်လွှတ်ပါဒါတော့9ယောက်တော့ရှုပ်နားတာပါ ကျွန်တော်တို့ခွေကိုကြည့်တဲ့အချိန်ကစပြီးတော့မြန်မာနိုင်ငံသူနိုင်ငံသားတွေအားလုံး17မီးငိမ့်အောင်လို့ကျွန်တော်တို့ကလူရှင်တော်17ယောက်နဲ့ဘန်းဖွင့်တာ ဟုတ်ပါ ပြီးတော့စိတ်သက်တွေခိုင်မာအောင်ရဲရည်ပြတ်သားအောင်အဝါရောင်နဲ့အနီရောင်ဥဆောင်ပြီးတော့ဝတ်တာပါကျွန်တော်တို့ကလည်းဒီနဲ့စုံမဲရှိပါတယ် ကျွန်တော်တို့ကဒါဘာမှမလုပ်ဝင်လို့ရတာပါဘန်ကောက်မှာဆိုတော့ဘန်းခံမှာပါ တော့ရှက်လီနဲ့ရှက်ပါဆိုပြီးတော့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အဲ့တော့နှစ်ပါးသောခန္ဓာလေး စကြအောင် စကြမယ်ဗျာ အဲ့ဒါတို့လေးကချမ်းကြီးချမ်းပါဝင်ပြီးအင်အားဖြည့်ကြမယ်မင်းသမီးကျော်လေးတွေကဘယ်သူတွေတော့ညာ မင်းသမီးကျော်လေးတွေကနိုင်ငံတော်ရွှေတိတ်စုများရှင်အကမင်းသမီးကျော်ခိုင်စင်သင်းတို့ဟုတ်ကဲ့နောက်ကလည်းရုပ်ရှင်နဲ့ဗီဒီယိုတရုပ်ဆောင်မေကဗျာရုပ်ရှင်နဲ့ဗီဒီယိုတရုပ်ဆောင်မင်းသမီးကျော်လေးဘယ်တော့ဂျိုးလေးအဲ့ကောင်မလေးဂျိုးလေးကတ်တယ်လို့ကိုးစားလို့ရွှေမုံရည်တို့စတဲ့ပုံကိုယ်တွေနဲ့ခြံရံလို့တက္ကသိုလ်ခွန်မုံဟာတာမယ်တက္ကသိုလ်ခွန်မုံဟေမာဗျံခွေကျူးပေါက်တော့ဗျံနေတာ အခြားသောနှစ်ပါးကိုကဏ္ဍတွေနဲ့မတူအောင်လို့ဟာတာမင်းသမီးတွေရောရုပ်ရှင်ဗီဒီယိုမင်းသမီးတွေရောစသဖြင့်လောကမှာအောင်မြင်တဲ့မင်းသမီးတွေရောအားလုံးစုပေါင်းလို့ချမ်းကြီးကြရင်နှစ်ပါးကိုအလှဆင်ကြမယ်လားဟုတ်ပါအေးပထမဦးစွာပေါ်ထွက်လာမဲ့မင်းသားရောလေးထုတ်အလုပ်လုပ်ကြအောင်ဆိုရဲဒီကပထမဦးစွာပြိတ္တတွေကိုဂါရဝပြုမယ်တေးသွားလေးရတော့အခြေသတင်းမကြွားတဲ့ရွှေမင်းသားပါတယ်ဗျာမွေးထုံရနတ်တွေတင်းချိုင်လန်းတပင်ဥယျာဉ်နဲ့ထက်မှာတင်းနေလန်းဆန်း